ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့အကူမညီညီမတွေအားလုံးပဲထရန်လေးရဲ့အကူမညီညီမတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါမင်္ဂလာအပေါင်းလေးနဲ့ပြည့်စုံပါစေအားလုံးပဲကျွန်တော်ရဲ့ချစ်ကိုတွေချစ်မိုက်တွေချစ်ညီတွေချစ်ညီမလေးတွေကဒီလာရုပ်ပုတ်ရုပ်ဖိုင်လေးကိုစတွေ့ပြီးမြင်ပြီးဆိုတာနဲ့အများမြင်လို့အများပေါက်အများကိုရစေခြင်းနဲ့ပေါက်စေခြင်းနဲ့စေတနာမေတ္တာလေးနဲ့ share လို့ရတဲ့နေရာလေးမှာ share ထားပေးပါဦးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေထားပေးပါဦးကျွန်တော်ရဲ့အကူမတွေဒီထရန်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကိုစတွေ့ပြီးမြင်ပြီးဆိုတာနဲ့အစားနဲ့အလေကနေဆုံးထိအောင်ကြည့်ဖို့ထရန်လေးကမေတ္တာရက်ခံပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အကူမတွေမနက်ဖြန်ကြာသာပတိနေ့အတွက်เนาะဒါဆက်နိုင်10မိနစ်အတွက်ကျွန်တော်ရဲ့အကူမတွေအတွက်ကိုအကျိုးမြတ်ရှိစေမယ်ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကူမတွေကိုအစားအနေအလေကနေအဆုံးထိအောင်ကြည့်စေချင်ပါတယ်ဗျเนาะကဲအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမင်္ဂလာပေါင်းလေးနဲ့ပြည့်စုံပါစေเนาะကျွန်တော်ရဲ့ချစ်ကိုကြီးချစ်မိုက်ကြီးချစ်ညီလေးချစ်ညီမလေးအားလုံးပဲเนาะကဲမင်္ဂလာပါเนาะကျွန်တော်ရဲ့အကူမတွေအားလုံးပဲကဲမနက်ဖြန်ကျွန်တော်တို့တွေဒါနော်မနက်ဖြန်ဆိုလို့ရှိရင်ဒါကြာသာပြီးတောက်ကြမှာတော့ကျွန်တော်ရဲ့ကူမတွေအများတန်းငွေထုတ်နေကြရက်ကလေးပေါ့နော်22ရက်နေ့ဆိုတော့နော်22ရက်နေ့မှာငွေထုတ်ချင်တယ်ဆိုတဲ့အကူမတွေအားလုံးပဲနော်ဒီဗီဒီယိုဖိုင်လေးကိုအစားနဲ့အလေကနေအဆုံးထိအောင်ကြည့်ဖို့တော့မေတ္တာရက်ခံပါတယ်မနက်ဖြန်ထည့်ရင်လေးအကြိုက်ဆုံးဝမ်းချင်းလေးကြီးနော်ပတ်တိလေးတွေကိုကစားခြင်းတယ်ဆိုတဲ့အကူမတွေဈေးဘိုးအကွက်ကလေးတွေဒါလေးတွေကတော့ပုံမှန်တိုင်းလေးတွေသွားမှာပေါ့ဗျာနော်ကဲမနက်ဖြန်22ရက်တလား2026ကြာသာပတိနေ့မနက်7:00နာရီ10မိနစ်မှာငွေထုတ်ချင်တယ်ဆိုတဲ့အကူမတွေเนาะဒီဗီဒီယိုဖိုင်လေးကိုအများမြင်လို့အများပေါက်စေခြင်းနဲ့စေတနာလေးနဲ့ share လို့ရတဲ့နေရာလေးကို share ထားပေးเนาะစေတနာကောင်းရင်ကံကောင်းပါတယ်ချက်ကိုကြီးချစ်မကြီးချစ်ညီလေးချစ်ညီမလေးတွေအားလုံးပဲကကြက်နှစ်ရက်စာကဲပေါက်ပတ်ကြီးလေးရှိတယ်เนาะဒါပတ်တိုင်းကျွန်တော်ထုတ်ပေးနေကြပါကျွန်တော်ရဲ့ကူမရဲ့အတီးဆုံးပါเนาะပတ်တိုင်းတင်တော့ဒါကြာသာပရိတောက်ကြအတွက်ကိုတီးသက်ပတ်ကြီးလေးเนาะလက်ဆောင်လေးတွေထုတ်ပေးနေတယ်ကျွန်တော်ရဲ့ကူမတွေဒါကြာသာပြီးတောက်ကြမှာအမြဲတမ်းဒီပတ်သီးလေးကဲပေါက်ပတ်သီးလေးနှလုံးဝမ်းချိတ်လေးနှလုံးနဲ့အကျိုးမြတ်ကလေးတွေရဘူးတဲ့ကိုမကြီးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ကိုမတွေကိုဒီအပတ်မှာလည်းကြာသာပြီးတောက်ကြ2ရက်စာအတွက်ကဲပေါက်ဝမ်းချိတ်လေးเนาะကဲပေါက်ပတ်သီးလေးပြောပေးထားခဲ့မယ်เนาะအကြိုက်ချင်းတူရင်တော့လိုက်ကစားပေါ့ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာရှိသောနေ့လည်းညနေခင်းလေးပါเนาะကဲအားလုံးပဲကျွန်တော်ရဲ့ကိုမကြီးမနက်ဖြန်22ရက်တလား2026เนาะကြာသာပတိနေ့မနက်7:00နာရီ10မိနစ်အတွက်ထည့်ရလေးရဲ့အကြိုက်ဆုံးဝမ်းချိတ်ကနော်ကျွန်တော်ရဲ့ကူမတွေ9ပိုင်9ပတ်တီ3ညပိုင်3ညပတ်တီပါ9ကိုကြိုက်တဲ့ကူမတွေက9ကိုကစားမယ်3ညကိုကြိုက်တဲ့ကူမတွေက3ညကိုကစားမယ်နော်9ကိုကြိုက်တဲ့ကူမတွေက9ကိုကစားမယ်3ညကိုကြိုက်တဲ့ကူမတွေက3ညကိုကစားမယ်ကိုမှကီးပိုင်လုံးပိုင်လေးရှိမယ်ဆိုရင်ထည့်ရနဲ့အကြိုက်ဆုံးအကောင်းဆုံးထုတ်ထားတဲ့ဝမ်းချင်းပိုင်ပတ်တီလေးနဲ့ကစားပါနော်9ပိုင်9ပတ်တီ3ညပိုင်3ညပတ်တီပါ9ကိုကြိုက်တဲ့ကူမတွေ9ကိုကစားမယ်နော်6 3ညကိုကြိုက်တဲ့ကူမတွေ3ညကိုကစားမယ်ဟုတ်ပြီလားကဲ9-3ညပတ်တီ9-3ညဝမ်းချိတ်လေးပါကျွန်တော်ရဲ့ကိုမကြီးအကြိုက်ချင်းတူရင်တော့လိုက်ကစားပေါ့နော်ကဲအားလုံးပဲပတိဝမ်းချင်းလေးလူစုံတက်ဆုံရပြီဆိုရင်ကျွန်တော်ရဲ့ချစ်ကိုကြီးချစ်မိုက်တွေအားလုံးပဲချင်းကြီးတွေချင်းညီမလေးတွေအားလုံးပဲเนาะမနက်ဖြန်အတွက်ဈေးဘိုးကွက်ကလေးတွေဆက်လာပြီ9ပိုင်9ပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ကချစ်ကိုကြီးချစ်မိုက်တွေအားလုံးပဲတရားလေးမှတ်မယ်เนาะ51ကဲ52ကဲ58ကဲပါ9ပိုင်9ပတ်တီနဲ့ပတ်သက်တဲ့အဓိကထားထိုးရမယ့်ဈေးဘိုး3ကွက်စီကျွန်တော်ရဲ့အကူမလေးနောက်တစ်ခေါက်ပြန်ခေါ်ပေးမယ်တရားလေးမှတ်ပါเนาะအားလုံးပဲ51ကဲ52ကဲ58ကဲပါเนาะ51 52 58 3ညပိုင်3ညပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်စီ3ည1 3ည6 3ည8ပါเนาะ3ညပိုင်3ညပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ3ည1ရဲ့3ည6ရဲ့3ည8ရဲ့ပါเนาะကျွန်တော်ရဲ့ချစ်ကိုကြီးချစ်မကြီးကဏ္ဍဈေးဘိုးအကွက်ကလေးတွေကိုနောက်တစ်ခေါက်ပြန်ခေါ်ပေးမယ်ကျွန်တော်ရဲ့ကိုမကြီးတေချာလေးမှတ်ပါเนาะ9ပိုင်9ပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ51ကဲ52ကဲ51ကဲ52ကဲ58ကဲ3ညပိုင်3ညပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ3ည1ကဲ3ည6ကဲ3ည8ကဲ3ညပိုင်3ညပတ်တီနဲ့ပတ်သက်တဲ့ဈေးဘိုး3ကွက်ဒီ3ည1ကဲ3ည6ကဲ3ည8ရပါเนาะအားလုံးပဲရပြီဆိုရင်တော့ကျွန်တော်ရဲ့ကိုမိုင်ထုံးစံတိုင်းလေးကိုလုံးစရာအလုပ်ကလေးလောက်ထားမယ်เนาะချစ်ကိုကြီးချစ်မကြီးချစ်ညီလေးချစ်ညီမလေးတွေအားလုံးပဲဟုတ်ပြီလား
ကဲဈေးဘိုးကွက်ကလေးလူစုံတက်ဆုံရပြီဆိုရင်ကျွန်တော်ရဲ့ကိုမာလေးထုံးတဲ့နိုင်လေးလုံးမယ်เนาะပြီးတော့ကျွန်တော်ရဲ့ကိုမာလေးအားလုံးပဲ share ပြင်းနှစ်ကွက်လာမယ်เนาะ share ပြင်းနှစ်ကွက်ကကျွန်တော်ရဲ့ကိုမာလေးအားလုံးပဲမနက်ဖြန်7 night 10 minute အတွက်ထည့်ရရင်အကြိုက်ဆုံး share ပြင်းသည်9ပိုင်9ပတ်စီနဲ့ပတ်သက်တဲ့ share ပြင်းတစ်ကွက်ကောင်းက59 3ပိုင်3ပတ်စီနဲ့ပတ်သက်တဲ့တစ်ကွက်ကောင်းသည်39 59နဲ့39 share ပြင်းနှစ်ကွက်ပါเนาะ5939 share ပြင်းနှစ်ကွက်ပါချစ်ကိုရေးချင်းမိုက်ဒီအားလုံးပဲเนาะ59နဲ့39 share ပြင်းနှစ်ကွက်ပါเนาะနော်အခုမှရပြီဆိုရင်ထုံးတဲ့နိုင်လေးလုံးမယ် share ပြင်းနှစ်ကွက်ဒီ5939ပါเนาะကဲကျန်နေရစာပတ်တီဝမ်းချင်းလေးကเนาะကျွန်တော်ရဲ့ကိုမလေးကျန်နေရစာပတ်တီဝမ်းချင်းလေးပြီးရင်တော့တစ်ခွက်ကောင်းလေးခေါ်ပြီးမှာเนาะကျန်နေရစာပတ်တီဝမ်းချင်းလေးဒီ9ခွန်ဝမ်းချင်း9ခွန်ပတ်တီပါเนาะ9ခွန်ဝမ်းချင်း9ခွန်ပတ်တီပါကြာလာပြီးတောက်ကြ2ရက်စာကဲပေါဝမ်းချင်းကဲပေါပတ်တီဒီ9ခွန်ဝမ်းချင်း9ခွန်ပတ်တီပါเนาะကိုကြိုက်နေတဲ့အလုံးလေးကိုပိုင်ကိုရွေးချယ်ပြီးကစားเนาะဒါဒီနှလုံးလေးကတော့ပွဲတိုင်းဒါနှလုံးလုံးစုံဆင်းလဲဆင်းတယ်မဆင်းရင်တစ်လုံးကအမြဲဆင်းပြီးတယ်เนาะဒီဝမ်းချင်းလေးရတာအပတ်တိုင်းကျွန်တော်ထောက်နေတာเนาะကျွန်တော်ရဲ့ကိုမကြီးအတီဆုံးမှာဒါလက်ဆောင်ပေးတာနေတိုင်းသမားတွေကိုလက်ဆောင်ပေးတာเนาะတကယ်အဓိကရက်မှာကြာလာဝရီတောက်ကြမှာကျွန်တော်ရဲ့ကိုမကြီးကိုရစေခြင်းလို့ပေါက်စေခြင်းလို့9ခုဝမ်းချင်း9ခုပတ်တိကဲပေါဝမ်းချင်းလေးကိုအပတ်တိုင်းဒါထည့်ရလေးအမြဲထုတ်ပေးနေတာပါကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲကြာလာဝရီတောက်ကြမှာဒီဝမ်းချင်းကဲပေါပတ်တိလေးနဲ့ထိုးရင်းလေးတွေကြည်ဝါတဲ့ကိုမကြီးရှိတယ်ကျိုးမြက်ကလေးရသွားတဲ့ကိုမကြီးရှိတယ်เนาะအားလုံးပဲဒီပတ်တိဝမ်းချင်းလေးကိုကြိုက်နှစ်သက်တဲ့အလုံးလေးကိုရွေးချယ်ပြီးကစားနိုင်ပါတယ်เนาะကဲအားလုံးပဲပတ်တီဝမ်းချင်းလေးလည်းကဲပေါက်ပတ်တီဝမ်းချင်းလေးလည်းရပြီလို့တော့ထင်တယ်เนาะကဲပေါက်ပတ်တီဝမ်းချင်းလေးလည်းရပြီလို့တော့ထင်တယ်ကဲအားလုံးပဲအဲ့ဒါဆိုရင်တော့เนาะပြီးပြီဆိုရင်တော့တကွက်ကောင်းလေးပေါ့เนาะတကွက်ကောင်းလေးလာမယ်เนาะကျွန်တော်ရဲ့ကိုမကြီးတကွက်ကောင်းလေးဟုတ်ပြီလားကဲအားလုံးပဲချစ်ကိုကြီးချင်းမကြီးလေးတကွက်ကောင်းလေးဒီကျွန်တော်ရဲ့ချစ်ကိုကြီးချင်းမကြီးချင်းကြီးလေးချင်းချင်းမလေးတွေအားလုံးပဲเนาะမနက်ဖြန်22ရက်တလ2026ကြာလာပရိနေ့မနက်7:00 နာရီ10မိနစ်အတွက်ထည့်ရလင်းရဲ့အကြိုက်ဆုံးတကွက်ကောင်းသည်50ခွန်တကွက်ကောင်းပါเนาะ9ထိပ်ခွန်အပိတ်50ခွန်တကွက်ကောင်းပါအကြိုက်ချင်းတူရင်လိုက်ကစားနိုင်ပါတယ်เนาะကျွန်တော်ရဲ့ချစ်ကိုကြီးချင်းမကြီးချင်းကြီးလေးချင်းချင်းမလေးအားလုံးပဲတကွက်ကောင်းသည်50ခွန်တကွက်ကောင်းပါအားလုံးပဲကျွန်တော်ရဲ့ကိုမကြီးရပြီလို့တော့ထင်တယ်မနက်ဖြန်မှာကျွန်တော်တို့တွေတကွက်ကောင်းလေးနဲ့ငွေထုတ်ကြတာပေါ့เนาะချစ်ကိုကြီးချင်းမကြီးချင်းကြီးလေးချင်းချင်းမလေးအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမင်္ဂလာအပေါင်းလေးနဲ့ပြည့်စုံပါစေစိတ်ချမ်းသာခြင်းကိုကြီးကြပါခြင်းနဲ့လည်းပြည့်စုံနိုင်ပါစေเนาะကဲအားလုံးပဲကိုလက်ပါဘိုင်ဘိုင်ပါเนาะ